ထိုင်ပြီးတော့ဘာလုပ်နေရလဲဒီခဏလာခဲ့အောင်လားဆရာမလေးကလေဗျာကျောင်းကန်းနဲ့ကိုဖြူစင်းဝတ်ပြီးလာပါတယ်ဆိုဘာလုပ်ရမှာလဲစာတင်ဖို့ပေါ့ဗျာဟောင်းနေဟုတ်တယ်မလားကလေးလိုက်စမ်းနိုင်ရလိမ့်ပါရဲ့နော်လာဆရာမလေးကြီးခဏလာခဲ့လားဆရာမလေးကလေဗျာစာတင်မလို့ပါကားဆိုဟိုဒီမှာကြည့်ကျုံမျိုးကနေလွေးတွေလည်းဝဲလာတယ်စုထားတဲ့ပတ်စံနဲ့ဒီမှာစာအုပ်တွေလည်းဝဲလာတယ်ပြီးခွန်ပါဘူးနှစ်ထက်အယောင်တွေ့လားဖေးပါဟုတ်ပါပြီနိုင်ရဲ့ဟိုကျောင်းသားသိဖြစ်ချင်နေရဲ့မောင်နိုင်ဟိုကျောင်းသားဆိုတာဆရာမစကားကိုနားထောင်ရရင်နော်လာဆရာမလေးကြီးခဏလာခဲ့အောင်ဟောင်းနေဆရာမငါ့ကိုခေါ်နေတွေ့လားဟာသွားလိုက်ပြောင်းငါကမှဘူးမယူနဲ့တော့နိုင်ဒါကဘာလို့စတန်ထွင်လာပြန်ပြီတော့ပြောဆုံးလားစတန်ထွင်နေဆိုတာဘာလဲတော့ကြုံမသိပြီမဲ့မကောင်းတာတခုတော့ဖြစ်မယ်ထင်တယ်ဗျဒါမှကြုံကအဲ့လိုမဟုတ်ပါဘူးဗျတကယ်စာတင်ကျင်လို့ပါဗျဆရာမမီလိုက်အောင်တီးလားမီလိုက်ကြုတ်ကိုပြောပြဟိုအမေမရှိတော့တဲ့ဘွားကြီးမှာတဲ့စိတ်ညစ်ခံနေနေတော့တဲ့ဘွားတဲ့မှာစိတ်တဲ့လူတွေနဲ့ပျော်အောင်နေတဲ့အဲ့ချိန်မှာကြုတ်ကအညံလင်းဖက်ကနေတော့ပွင့်သွားတာနိုင်ညာညံလင်းပွင့်နေဆိုတဲ့အဓိပ္ပာယ်ကိုရှင်သိလို့လားဟောသိတာဗောဆရာမလေးကလည်းဟိုခေါင်းထဲကနေရောင်ကြီးတွေဖြာထွက်လာမျိုးတော့မဟုတ်ဘူးပေါ့ဗျာဟိုဆရာမလေးကတ်တုံးကားကြည့်ဘူးရမလားအဲ့ကတ်တုံးကားတွေမှာလေခေါင်းပေါ်မှာမီးသေးလေးလင်းလာလို့လေဖတ်ဆိုပြီးတော့အဲ့လိုမျိုးဖြစ်သွားတာကျုပ်ကဟိုအဲ့ဒါနဲ့ပဲကွယ်ဟိုဘွားဟောင်းနေဘွားသစ်တွေနဲ့ရှင်เจ้าလာတက်တာဘာဆိုင်တော့ပြုံးဟောဆရာမလေးကလေဆိုင်တာဗောဗျဘွားဟောင်းကနိုင်ရကြက်မပြေဘူးခေါင်းတီးပြီးတော့ဆာမတက်ပေးမတက်ဟိုပြီးတော့သူများတွေဝိုင်းပြီးတော့နှိမ်ညရလေဘွားသစ်ဖြစ်လိုက်မယ်နိုင်ရအနည်းဆုံးစာလေးတော့တက်ထားတင်တာဗောဗျအဲ့ကြောင့်မှသူများတွေမှတ်နေရင်းပါရှင်ပြောချင်တာကိုကျွန်မနားလေပြီရှင်လုံနေရတွေကမှားနေရနော်နိုင်ပညာရေးစနစ်ဆိုတာကလေရှင်ထင်တော်မျိုးလွယ်ကူမနေဘူးနိုင်ရဲ့အခုလိုမျိုးចောင်းစိမ့်လေးဝတ်ပြီးစာသင်ခန်းထဲမှာလာထိုင်လိုက်ရုံနဲ့ကျောင်းသားဖြစ်မသွားအောင်နော်ကျောင်းသားဖြစ်ဖို့လုံရတဲ့နည်းစနစ်တွေကအဆင့်အများကြီးပဲရှိရဲ့ရှင်ကိုအဲ့ဒါကြီးပြောလို့လေနားလေလာမှလည်းမဟုတ်ဘူးရှင်နားလေမှာတခုတော့ရှိရဲ့ရှင်ဝဲလာပါတယ်ဆိုတော့ဟိုကတို့ရဲ့အိတ်တေးစာအုပ်တေးဘောပင်တွေကိုတွားပြန်သိမ်းလိုက်ဟုတ်ပြီလားပြီးရင်ရှင်အိမ်ပြန်တော့နော်တွားသိမ်းတော့လေငါကြီးဟုတ်အိမ်ကိုပဲချပြန်နော်ကဲဘိုင်လိုက်ချင်းကလည်းစာတင်မယ်စာအုပ်ထုတ်